တူနာလေစိတ်အနီးမှာရှိတယ်လေစီလုံးချင်းအင်းလေးကိုကျွန်တော်လိုက်ပြပေးမယ်တရင်ရဆက်ရဆိုရင်တော့984 square meter ရှိပြီးတော့မှာအိတ်ခန်း9ခန်းယူဇွန်အင်တာ6ခန်းပါရှိမှာပဲဖြစ်ပါတယ်ဒီအေးရဈေးရဆိုရင်တော့ဘတ်တန်40ဝန်းကျင်နဲ့စတင်ဝယ်ရမှာပဲဖြစ်ပါတယ်အရှိမဆိုရင်တော့ကားပါကင်၄စီးစာရဲလို့ရနေရာလေးရှိမယ်ဝင်ချင်းမှာဆိုရင်တော့မီနီဘာထားတဲ့နေရာလေးရှိမယ်ပြီးတော့ dining space နေရာလေးရှိမယ်ဗျသူရဲ့ကဲရမှာပဲ close kitchen ရှိမယ်အပြင်ဘက်မှာဆိုရင်တော့ kitchen နောက်တစ်ခုရှိပါသေးရဲ့ပြီးတော့မိတ်ရောနှခမ်းရယ်ရေချွမ်းအင်တာတစ်ခန်းပါရှိမှာပဲဖြစ်ပါတယ်ဘက်ဘက်ချမ်းမှာဆိုရင်တော့ခွန်မောင်းထားလိုက်ရှိမယ်ဒီကနေပြီးကားပါကင်ထွက်လို့ရနေရာလေးရှိမယ်ဗျသူရဲ့ကဲရမှာပဲစတိုကန်ခန်းရှိမယ်အရှိကို16လိုက်မယ်ဆိုရင်တော့ရေချွမ်းအင်တာတွဲပါတယ်ပထမအိတ်ခန်းရှိမယ်အရှိမဆိုရင်တော့စူပါရီထားတဲ့နေရာလေးရှိမှာဗျဒါကလောလောဆယ်ရှိုးနေခံမလို့ပေါ့နော်ပုံမှန်ဆိုရင်တော့ဒီဟာကနေရာလွတ်လေးတင်နေရာဖြစ်ပါမယ်ဒုတိယထပ်ကိုသွားကြည့်ရအောင်ဒုတိယထပ်ကိုရောက်လာနဲ့ညာဘက်မှာဆိုရင်တော့ရေချွမ်းအင်တာတွဲပါတယ်ဒုတိယမြောက်အိတ်ခန်းရှိမယ်ဒီဟာတွေကတော့ wall closet ပဲဖြစ်ပါတယ်သူ့ရဲ့ကဲမှာပဲရေချွမ်းအင်တာရှိပါမယ်ဘတ်တက်ပါထားပေးထားပါတယ်ဒီခန်းလေးကတော့3ခန်းမြောက်အိတ်ခန်းဖြစ်ပါတယ်အရှိကိုဆက်သွားလိုက်မယ်ဆိုရင်တော့ living area နေရာလေးရှိမယ်ဒီခန်းလေးကတော့ရေချွမ်းအင်တာတွဲပါတယ်၄ခန်းမြောက်အိတ်ခန်းဖြစ်ပါတယ်ဒီခန်းလေးကတော့ရေချွမ်းအင်တာတွဲပါတယ်၅ခန်းမြောက်အိတ်ခန်းဖြစ်ပါတယ်ဝင် closet နဲ့ဘတ်တက်ပါထားပေးထားပါတယ်ဒီ project လေးကိုစိတ်ဝင်စားရင်တော့ appointment ယူပြီးလာကြည့်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်